ကျွန်တော်ရဲ့မိတ်ဆွေတွေဒါခြံလဲကျဲခြင်းနဲ့ဈေးရလဲတန်မယ်ဆိုတော့ရင်းနှီးမြှုပ်နှံမှုတစ်ခုအတွက်ကောင်းပြီးတော့ဝင်လန်းထွက်လန်းတာကိုရှာနေတဲ့မိတ်ဆွေတွေအတွက်ကျွန်တော်ဒီမြေကွက်လေးတစ်ကွက်ကိုတွေ့ထားတယ်ပေါ့နော်ဒီဘက်အကျယ်ဆိုလဲလမ်းကျယ်လဲကောင်းတယ်ဒီဘက်ကလည်းဒါပေ30လမ်းရှိတယ်ဒီဘက်ဆိုရင်လည်းဒါပေ30လမ်းရှိတယ်နီးနားပတ်ဝန်းကျင်လည်းဒါလူနေအိမ်ကောင်းတွေကြီးပဲပေါ့နော်လူနေအိမ်ကောင်းတွေကြီးပဲဒီဘက်ကဆိုတော့ဒါကျွန်တော်တို့မြို့ဆောင်လမ်းကနေဝင်လာရင်စက္ကန့်ပိုင်းဆိုရောက်တယ်10စက္ကန့်ဆိုပြန်ရောက်တယ်ဒီဘက်ကနေသွားမယ်ဆိုရင်ဒါကျွန်တော်တို့ဒီရွာတွေကိုလည်းရောက်မယ်မြို့ဆောင်လမ်းကိုလည်းပြန်ထွက်တယ်ပေါ့နော်ချမ်းဝင်းရဲ့အကျယ်ဝန်းအနေနဲ့ကလည်းကောင်းတယ်ချမ်းဝင်းကဒီဘက်ကဒါပေ130ရှိတယ်ဒီဘက်ကိုအရှည်ကပေ80ရှိတယ်ပေါ့နော်130 80ဆိုတဲ့အကျယ်ဝန်းအတိုင်းတာဖြစ်တယ်ဂုံးမြင့်အနေထားဆိုတော့ view အနေနဲ့ကလည်းဒါတော်တော်လေးလေးလာတယ်ပြင်ဦးလင်ရဲ့ vibe လည်းအပြည့်အဝရတယ်ပေါ့နော်အဲ့တော့အထဲမှာတော့ဒါအစာဝူးအကျန်းလေးတစ်လုံးပါမယ်ပတ်ဝန်းကျင်ကလည်းတော်တော်လေးကိုကောင်းတယ်ဈေးနှုန်းအနေနဲ့ကလည်းတော်တော်လေးကိုမှတန်တဲ့အထဲမှာပါတယ်ဒီခြံကတော့ဒါခြံအကျဲပေ130 80ကိုမှဒါ9000နဲ့900ပဲခေါ်ထားတယ်ဖရိန်ကတော့တကယ်ကိုအကျယ်ကြီးပဲဒီဘက်လမ်းဆိုတာအကျန်းပြင်းကိုပေ40လောက်တောင်ရှိတယ်နေရာအနေနဲ့ကတော့ဒါကျွန်တော်တို့ပြင်ဦးလင်မြို့ရဲ့ရက်ကွက်ကြီး14ညောင်နေပေါ့နော် VIP ရက်ကွက်လို့လည်းခေါ်ကြတော့အဲ့ဒီရက်ကွက်ထဲမှာရှိတယ်အဲ့တော့ခြံအကျယ်ကဒါပေ130 80ကိုမှ9500ဆိုတော့တော်တော်လေးကိုဈေးနှုန်းတန်တဲ့ထဲမှာပါတယ်စိတ်ဝင်စားရဲဆိုတော့ကျွန်တော်ရဲ့Sweet Home အိမ်ချမ်းမြေကိုဆက်သွယ်လို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဗျ